Hello everyone, welcome back to my channel. In today's video, we're gonna learn HSK 6 lesson 24. Before we jump into the vocabulary section, I'd like to explain the idioms from this lesson first. After that, we'll move on to the vocabulary together, so make sure to stay until the end of the video. အဲ့ဆိုရင်ပထမဆုံးချမ်းယူရကြတော့နန်းရွမ်ပေဂျယ်လို့ခေါ်တယ်။နန်းရွမ်ပေဂျယ်ရဲ့အဓိပ္ပာယ်ကကြတော့ကိုကတောင်ဘက်ကိုသွားခြင်းပဲကိုယ့်ရဲ့လှဲကမြောက်ဘက်ကိုသွားနေတယ်။ပြောချင်တဲ့သဘောကကိုသွားခြင်းတဲ့ direction နဲ့ကိုသွားနေတဲ့နေရာကဆန့်ကျင်ဘက်ဖြစ်နေရဲဆိုပြီးမှပြောချင်တာ။ sentence အနေနဲ့သုံးမယ်ဆိုရင်如果你一边想减肥一边每天吃甜点那简直是南辕北辙ဝိတ်လဲလျှော့ခြင်းနဲ့နေတိုင်းလဲအချိုတွေစားခြင်းနဲ့ဆိုလို့ရှိရင်တော့နန်းရွမ်ပေဂျယ်လိုပဲကိုကလှုပ်ချင်တာတစ်ခုလှုပ်နေတာတစ်ခုဖြစ်နေတတ်တယ်လို့ပြောချင်တာ公司制定的策略和实际执行完全南辕北辙ကုမ္ပဏီကချမှတ်ထားတဲ့နည်းဗျူဟာနဲ့လက်တွေ့လှုပ်ဆောင်မှုကတောင်နဲ့မြောက်ဖြစ်နေတယ်聚精会神ရှိသမျှအာယုံကိုစုစည်းထားတယ်他聚精会神的看书孩子们聚精会神地看动画片，学生们聚精会神地听老师讲课。乐极生悲，乐极အရန်ကိုပျော်ပြီးသွားရင်生悲ဝမ်းနည်းစရာတွေဖြစ်လာတတ်တယ်။မြန်မာစကားမှာဆိုရင်အပျော်လွန်ပြီးငိုရတတ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တူတယ်။本来大家在庆祝生日，结果不小心打翻了蛋糕，真是乐极生悲。他赢了比赛后太兴奋，结果扭伤了脚，真是乐极生悲呀！水上加霜，အခြေအနေတစ်ခုကစိုးနေပြီးသားအပေါ်မှာထပ်ပြီးဆိုးရွားသွားတယ်။他已经失业了，现在又生病了，真是水上加霜，微不足道。မပြောပါတော့ဘူးလစ်လူရှူရောက်ရတဲ့အထိသိမ်းမွားတဲ့ကိစ္စလေး။这点成对他来说微不足道。我的帮助只是微不足道的一点。離奇 bizarre weird ထူးဆန်းတာဒါပေမဲ့သူကလူကိုမပြောဘဲနဲ့အဓိကကိစ္စတွေဖြစ်စဉ်တွေကိုပြောတာများတယ်ဥပမာလူကိုညွှန်းကြည့်တော့这个人很奇怪ဆိုမှသုံးတယ်ဒါပေမဲ့離奇ကအဲ့လိုအသုံးမျိုးမသုံးဘူး这个案件非常离奇很多人都不明白发生了什么崇拜လေးစားအားကြတယ်ကိုးကွယ်တယ်ပြောချင်တဲ့သဘောက idol တွေလိုမျိုး很多年轻人崇拜明星冲击 to challenge လုပ်တယ်ပြိုင်ဆိုင်တယ်拼搏 to struggle 勇敢ကြိုးစားရတယ်聚精会神အာယုံကိုလုံးဝစူးစိုက်ထားတယ်ဖောက်ရှုံခုခံကာကွယ်သည် to defend 火箭ကကြတော့ rocket ဒုံးပြန်横ကကြတော့横竖撇捺ရေးတဲ့ခါကျရင်တော့အလျားလိုက်မြင်းကိုပြောတာ进攻to attack တိုက်ခိုက်တယ်အဲ့တော့进攻ကတိုက်စစ်ဆိုလို့ရှိရင်防守ကခံစစ်ခုခံကာကွယ်တယ်陰謀ကကြတော့ conspiracy ပူပေါင်းပြီးလှုပ်ဝက်ကြံစီပြီးလှုပ်ဆောင်တာ当场အဲ့ဒီနေရာမှာပဲ on the spot 事件 incident ကိစ္စတွေ event ဖြစ်ရတဲ့遮挡ကာကွယ်ရတယ်ပိတ်ဆို့ရတယ်每次看到我们崇拜的体育明星在赛场上冲击奖牌，大家都相信他们身上的每一处伤疤都是奋力拼搏的标记。可是你知道吗？明星们受伤，有时竟也荒谬的不可思议。我们崇拜的体育明星，体育ကအားကစား体育明星ဆိုအားကစားကျေပွင့်နေခြုံပိုက်ကခုနကပြောသလိုပဲမျက်နှိုးတန်မိုးထားပြီးတော့ကိုးကွယ်တယ်အဲ့လိုမျိုးဟာကိုပြောတာ在赛场上冲击奖牌ပြိုင်ပွဲမှာဆုတံဆိပ်ရဖို့အသေးအတန်စူးစမ်းနေကြတယ်奖牌ကဆုတံဆိပ်ကိုပြောတာ大家都相信အကုန်လုံးကနည်းနည်းရှင်းရှင်းယုံကြည်ကြတယ်他们身上的每一处伤疤都是奋力拼搏的标记သူတို့ခန္ဓာကိုယ်ကဒီအမာရွတ်တွေတိုင်းကသူတို့အသေးအတန်စူးစမ်းခဲ့တာတွေရဲ့သင်္ကေတတွေပဲဖြစ်တယ်ဆိုပြီးယုံကြည်ကြတယ်可是你知道吗ဒါမဲ့မင်းတို့သိလား明星们受伤ဒီလိုကျေပွင့်နေအနာတရားဖြစ်တဲ့ဟာတွေက竟也荒谬的不可思议荒谬 ridiculous absurd ထူးဆန်းတယ်မဖြစ်နိုင်荒谬的不可思议ဆိုတာက某个人的行为现象非常离奇荒谬的不可思議ဆိုတာက某个人的行为现象ပဲဖြစ်ဖြစ်ဒီအဖြစ်ပြက်ကပဲဖြစ်ဖြစ်အရန်ဟိုမှာ离奇ဖြစ်နေရဲ့ထူးဆန်းနေတာကိုပြောတာ裁判ဒိုင်လူကြီးကိုပြောတာ中断
အလယ်မှာတဝက်တစ်ပြက်ရက်နားလိုက်တယ် to interrupt ကြားပြတ်သွားတယ်ရှားချော to break အုပ်လိုက်တယ် to stop ရပ်လိုက်တယ်ရှားချောကားမှာဆိုလဲ break ကိုပြောတာ防御ကခုခံကာကွယ်တယ်心态က attitude mental state စိတ်အနေထားစိတ်အခြေအနေနန်းရွမ်ပေကျအရှိမရှင်းပြရဲမှာပါတယ်ကိုကတောင်ဘက်ကိုသွားခြင်းပေမဲ့ chariot ကမြောက်ဘက်ကိုသွားနေတတ်တယ် to act in a way that defeats one's purpose ကိုလှုပ်ချင်တဲ့ဆန္ဒတစ်ခုကိုလှုပ်နေတာတစ်ခုကျူကျုံ to pay attention to အလေးထားတယ်胜负အနိုင်ရတာနဲ့အရှုံးအနိုင်နဲ့အရှုံး victory or defeat success or failure 胜负成苦ဆိုးရွားတာ brutal ဆိုးရွားတာ争议 dispute လုပ်တဲ့အငင်းခုန်ဖြစ်တာ争议